ယုံကျင်မှယုံပါလိမ့်မယ်ကျွန်တော်ရဲ့ဟင်းသီးဟင်းရွက်တွေကိုပိုးသက်ဆေး14မှာမတုံးမဲစိုက်ထားတာပါဒါတောင်မှအရွက်တွေမှာပိုးစားပေါက်တစ်ပေါက်တောင်မတွေ့ရဘူးနော်လှုပ်ဝက်ချက်ကဘာလဲဆိုတော့ထင်းပြပါပဲဥယျာဉ်သမားတွေကြားမှာစကပုံတစ်ခုရှိတယ်လေမျိုးစေ့တဆုပ်ပြတဆုပ်ဟင်းသီးဟင်းရွက်တောင်ပုံရပုံရိတ်သိမ်းရမယ်တဲ့သူတို့ပြောတာတကယ်မှန်ပါတယ်မဆိုင်ခင်မှာပြတဆုပ်ဖြူပေးပါအပင်ပေါက်လေးတွေထွက်လာရင်နောက်တဆုပ်ထပ်ဖြူပေးပါပိုးမွားတွေတွေ့သလားနည်းနည်းထပ်ဖြူလိုက်ပါခရုဘက်တွေကပြိုးပင်တွေကိုကိုက်နေလားပြကိုပဲသုံးပါအပင်တွေအားနေနေရင်ဒါမှမဟုတ်ကြက်သွန်မြိတ်တွေရိတ်သိမ်းပြီးရင်တော့မြေကြီးပေါ်ကိုပြထပ်ဖြူပေးလိုက်ပါနီလန်ကရိုးရှင်းပါတယ်ထင်းပြကိုအရွက်တွေပေါ်နဲ့အပင်ချီပက်လယ်မှာဖြူပေးရုံပါပဲဒါကကော်ဖီထုတ်ပိုးတွေခရုနဲ့ပက်ကြီးတွေကိုတဘာဝအတိုင်းမောင်းထုတ်ပေးပါတယ်ပြီးတော့သူကပိုတက်စီယန်ကျွဲဝါလို့အပင်ရဲ့အစာချက်လုံးမှုကိုမြင့်တင်ပေးပြီးယောဂတန်ကိုလည်းခံနိုင်ရရှိစေပါတယ်အကောင်းဆုံးအချက်ကတော့ဒါဟာအခမဲ့ရနိုင်ပြီးအံ့ဩစရာကောင်းတော့အောင်ထိရောက်တာပါပဲစမ်းကြည့်လိုက်ပါတင့်ဥယျင်ကြီးတိတိတတ်တာပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်တိတ်ပန်နီးကြပြီးလွယ်ကူတဲ့စိုက်ပျိုးရေးနည်းလမ်းတွေအတွက်ကျွန်တော်ကို follow လုပ်ထားအောင်နော်ရလက်ကိုမြင်လိုက်ရရင်ပြမပါပဲအရင်ကဘလို့များစိုက်ခဲ့ပါလိမ့်လို့တောင်တင်တွေးမိသွားမှာပါ